မင်္ဂလာပါခင်ဗျာရုပ်ရှင်တစ်တကားနဲ့အတူပြန်လည်ရောက်ရှိလို့လာခဲ့ပါပြီဒီနေ့တင်ဆက်ပေးချင်တာကတော့ The Cursed Land ကျင်းစာတင်ကျွန်းလို့အမည်ရတဲ့2025ခုနှစ်ထွက်အရှိတောင်အာရှတရေကားလေးပဲဖြစ်ပါတယ်ပုံမှန်အားဖြင့်အရှိတောင်အာရှတရေကားတွေဟာဒေတာတွင်းပုံမြင်တွေဘာသာရေးဆိုင်ရာယူဆတွေကိုအထူးအခြေခံလေးရှိပေမဲ့ဒီကားကတော့ရိုးရာအစဉ်လာစတိုင်တွေကိုဘေးချိတ်ပြီးပြည်လဲတောင်ပိုင်းရဲ့စစ်မှန်တဲ့6ခွဲရာဒဏ္ဍာရီဆန်ဆန်6လက်မှုတွေကိုရိုက်ကူးတင်ဆက်ထားတာပါအပူပိုင်းမိုးတစ်တော်တွေထဲမှာတွားရောက်ရိုက်ကူးထားတာဖြစ်လို့ပတ်ဝန်းကျင်အမွေးသက်ကလည်းလုံစွာမှပြီးပြင်းအသက်ဝင်လာပါတယ်မလေးရှားနိုင်ငံမှာအဝေးကကြည့်လိုက်ရင်ဥကောင်းခုံပုံစံနဲ့တူနေတဲ့ကျွန်းငယ်လေးတစ်ကျွန်းရှိပါတယ်လွန်ခဲ့တဲ့နှစ်ရကျော်ကအဲ့ဒီကျွန်းပေါ်မှာတိုင်းရင်းသားမျိုးနွယ်စုတစုနေထိုင်ခဲ့ကြပေမဲ့တညတာအတွင်းမှာပဲရွာတရွာလုံးရုတ်တရက်ပျောက်ကွယ်သွားခဲ့တယ်လို့ဒဏ္ဍာရီတွေကဆိုကြပါတယ်အချို့ကဆုံးမတကောင်ကသူတို့ကိုတက်ဖြတ်လိုက်တာလို့ပြောဆိုကြပေမဲ့ဘယ်သူမှအလောင်းတွေကိုရှာမတွေ့ခဲ့ကြပါဘူးနှစ်ပေါင်းရာကျော်ကြာမြင့်ပြီးတဲ့နောက်မှာတော့ဒီကျွန်းရဲ့အကြောင်းဟာလူတွေရဲ့အမတ်ရမှုတွေကနေမိမ့်ပျောက်ကွယ်သွားခဲ့ပါတယ်ဒါပေမဲ့တတိရှိကြောင်တက်တည်ပြချင်နေတဲ့လူငယ်တစုဟာဒီကျွန်းပေါ်မှာတညတာကုန်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်ဒါဟာသူတို့ရဲ့တတိကိုထုတ်ပြရရောက်မယ်လို့သူတို့ထင်မှတ်နေကြပေမဲ့အမှန်တကယ်ဆုတ်ဆုတ်ချောက်ချောက်ဖို့ကောင်းတဲ့နေရာတစ်ခုစီကိုခြေစုံဖြစ်ဝင်ရောက်လိုက်မိပြီဆိုတာကိုတော့သူတို့မသိရှိခဲ့ကြပါဘူးကျွန်းပေါ်ကိုရောက်တာနဲ့ဂျက်စီကာဟာလှပတဲ့ငှက်ကလေးတစ်ကောင်ရဲ့ဆွဲဆောင်မှုကိုခံလိုက်ရပါတယ်သူမဟာငှက်ကလေးနောက်ကိုလိုက်ရင်တောအုပ်ထဲဝင်သွားခဲ့တာကြောင့်တငယ်ချင်းတွေလည်းစိတ်ပူပြီးတတိမမှုမိပဲနောက်ကနေလိုက်သွားခဲ့ကြရမှာတောနက်ထဲကိုပုံမဝေါက်သွားခဲ့ပါတယ်သူတို့ရက်တက်လိုက်ချိန်မှာတော့စုပ်ပစ်ထားတဲ့ကြေးရွာဟောင်းတစ်ခုကိုရောက်ရှိနေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီနေရာမှာကြောက်စရာကောင်းတဲ့စကရီလိုစာချောက်ရုပ်တွေပြည့်နေနေပြီးဝင်ပေါက်မှာတော့လူတွေကိုမဝင်ဖို့တတိပေးထားသည့်အလားလုံဆွဲကြိုးအထူးကြီးတစ်ချောင်းနဲ့ပိတ်စီးထားပါတယ်ရွာကြီးဟာမကောင်းဆိုးဝါးဆန်ဆန်6ဖွယ်ရာဖြစ်နေပေမဲ့တတိခဲဒါနီယယ်ဒန်နီယယ်ကတော့မကြောက်မရွံ့ပါပဲသူဟာဝင်ပေါက်မှာကလန့်ဖြတ်စီးနှောင်ထားတဲ့ကြိုးကိုဖျက်ဆီးပစ်လိုက်ပါတယ်သူကလည်းဘာမှမဖြစ်ပါဘူးကွာမင်းတို့ကဘာကိုကြောက်နေကြတာလဲလို့ကြွေးကြော်လိုက်ပါတယ်ဘာမှမဖြစ်တာကိုမြင်တော့ကြံတဲ့သူတွေလည်းသူ့နောက်ကိုလိုက်ဝင်သွားခဲ့ကြပါတယ်ဒါပေမဲ့အမန်ဒါကတော့အလိုလိုနေရင်ကြောချမ်းတယ်လို့မတင်ကားဖွယ်ရာခံစားနေရပါတယ်အဲ့ဒီမှာပဲညအိပ်ဖို့စီစဉ်ကြရင်ယူရင်းပျက်စီးနေတဲ့အိမ်တအိမ်ကိုတွေ့ရှိသွားကြပါတယ်သူတို့လည်းအနှဲငယ်တန်ရှင်းရေးလောက်ကတဲခုကိုပြင်ဆင်လိုက်ကြပါတယ်ဆဆချင်းမှာတော့အရာရာပုံမှန်တိုင်းဖြစ်နေခဲ့ပြီးသူတို့လည်းအချိန်တိုအတွင်းမှာပဲအိပ်ပျော်သွားခဲ့ကြပါတယ်တိုးတော်လည်းတကောင်ရအချိန်ရောက်ရှိလာတဲ့အခါမှာတော့တကားကြီးဟာရုတ်တရက်ကြီးကန်းတောင်အော်တန်လို့တကြီးကြီးနဲ့ပွင့်သွားခဲ့ပါတော့တယ်